ဒီမိန်းကလေးကတကယ်ကိုအချမ်းသာဆုံးသူထေးရဲ့သမီးဖြစ်ပါတယ်ဒါပေမဲ့သူကသူ့ရဲ့တကယ်ကိုရဲ့အမှန်ကိုဖုံးကွယ်ထားခဲ့ပါတယ်သူကနေတိုင်းကျောင်းကိုဆက်ပိတ်လေးနဲ့ပဲသွားမယ်လို့ဆွတ်လုံနေရင်းကနေတနေ့မှာတော့ကျောင်းသွားလမ်းမှာအဖြစ်ပြက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်အဲ့ဒီမိန်းကလေးဟာစိန်ခံကားတစ်စီးမောင်းလာတဲ့ချမ်းသာတဲ့လူငယ်တစ်ယောက်နဲ့တိုးမိပါတော့တယ်အဲ့ဒီလူငယ်ကပါဇက်လိုက်တာနဲ့သူ့လမ်းကိုပိတ်ထားတယ်ဆိုပြီးမိန်းကလေးကိုဆွဆွဲတော့တာပါပဲဒါပေမဲ့မိန်းကလေးကကားကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တော်တော်လေးဇဝေဇဝါဖြစ်သွားခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစိန်ခံကားကသူ့ရဲ့ချမ်းသာတဲ့အမေပေးထားတဲ့ကားနဲ့တပုံစံနဲ့တူနေလို့ပါပဲဒါတောင်မှအဲ့ဒီမိန်းကလေးကအဲ့ဒါကိုဆက်ပြီးမမေးမြန်းတော့ပါဘူးသူကချက်ဆိုတဲ့အဲ့ဒီချမ်းသာတဲ့လူငယ်ဟာအချိန်ပြင်းပြင်းမောင်းလာလို့သူ့ကိုတိုက်မိမတက်ဖြစ်သွားတာလို့ပဲပြန်ပြောလိုက်ပါတယ်ဂျက်ကသာတောင်းပန်ဖို့လိုအပ်တဲ့သူဖြစ်တယ်လို့မိန်းကလေးကပြောခဲ့ပါတယ်ဒါပေမဲ့ဂျက်ကဘန်ကတ်တစ်ခုကိုတန်းထုတ်လိုက်ပြီးမိန်းကလေးစီကိုပြစ်ပေးလိုက်ပါတယ်အဲ့ဒီထဲမှာဒေါ်လာ9000ရှိတယ်လို့သူကပြောလိုက်တာပါမိန်းကလေးအနေနဲ့အဲ့ဒီပတ်စံကိုယူပြီးရင်ချက်ချင်းထွက်သွားတင်တယ်လို့ဆိုပါတယ်ဒါကိုမြင်လိုက်ရတော့မိန်းကလေးရဲ့စိတ်ထဲမှာဒေါသလိုင်းလုံးကြီးကချက်ချင်းထကြော့လာပါတော့တယ်သူကချက်ချင်းပဲသူ့စပိန်နဲ့ကျဲရဲ့ခြေထောက်ပေါ်ကိုတက်တက်ကြီးနင်းမောင်းချလိုက်ပါတယ်နာကျင်နေတဲ့ကျဲရဲ့မျက်နှာကိုကြည့်ပြီးတော့မိန်းကလေးကဘာမှမတွန့်ဆုတ်ပဲထွက်သွားခဲ့ပါတယ်ကျဲနဲ့ဒီလောက်မြင်မြန်ဆက်